တက္ကသိုလ်1369ခုနှစ်သင်္ကြန်လဆန်း73ရက်နေ့ည9 နာရီအချိန်ရန်ကုန်တိုင်းကမာရွတ်မြို့နယ်4ရပ်ကွက်ဟန်သာရိပ်မော်အိမ်ယာ6လမ်းတိုက်6အခန်း102နေ့ဓမ္မဒါနလူရှင်များဖြစ်ကြကုန်သောဥတန်းလွင်ဒေါ်နီနီဝင်းသမီးမတ်သင်းတန်စနှင့်စာငိမ့်သားမောင်ကောင်းဆက်ငိမ့်မိသားစုတို့ကကွယ်လွန်သူနှစ်ဖက်သောမိဘများကိုရည်စူး၍ဆင်ကျင်းပပူဇော်အပ်သောမိဘကျေးဇူးဆက်ထေရဝါဒအထုတရားဝဲဝဲဟောကြားအပ်သောဒီကနိကေမဟာတတိပဌာနာသုတ်တော်နိဒာန်နှင့်ဓမ္မပဒပါဠိတော်ထက္ကရာပွင့်တော်မှာဘုရားရှင်တော်မြတ်ဟောကြားတော်မူသောတန်တတိအမတ်ကြီးရဲ့ဝတ္ထုကိုတာဇာဆင်ဟောကြားအပ်သောတောကဖြေစီအမိပေးသောတရားတော်ပြိဿပါတရားနဲ့တောကဖြေစီတရားတော်ဟုတ်လားဒါကြောင့်တောကဖြေစီလို့အမည်ပေးတဲ့ဒီတရားကိုမဟောကြားမိမနာကြားမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွတ်တာသမညုမြတ်စွာဘုရားကိုယုတိစွာရှိခိုးကြော့ဆိုကြရအောင်ဒါကြောင့်အလုံးခေတ္တကနာငြိမ်သက်စွာနေထိုင်ပြောဆို၍လက်အုပ်လေးတွေချီမျက်တော်လေးတွေချထားရုပ်ဘတ်ပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ခုံတော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်လိုက်ကြရအောင်ဧနောဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံဒနမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံဒနမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဟွန္တုဗန္တိဘုံတော်ဆက်ရှိရလုံးနေ၍ကိုယ်သိတင်ထလွန်မြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာဒီအရှင်မြတ်ဖရာဤအာနန္ဒံဘုမြောက်တဲ့ရှုမြင်မဝအမယနိုင်သောမျက်နာတော်အပြင်သည်ဣန္ဒဝါအာကဝေဟင်ထကောင်းကင်ဝဲမောင်းနေလေသံယုံနံသောတာယောဝထိဝင်းဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအစာမပြေတင့်တယ်လှပတော်မူပါပေသည်ဖယားဣန္ဒဝါအာနနံသောဗံသောတာရောက်၏ဖြူဝေးထိန်ဝင်းဝေလာမင်းကြီးတမျှဤဝေကောင်းလာပါသောမျက်နာတော်အပြင်လည်းရှိတော်မူပါပေထသောဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နှင့်ရိုင်းဆိုင်နေသူနတ်လူအပေါင်းကိုလည်းဒီကောင်းလမ်းပြရင်ကြီးအောင်ဆုံးမတော်မူပေထသောဓမ္မဒေသကံဘ
ရှင်တသိရာတိုက်ပင်ကစားဝိနည်းယာကိုဒေသနာယေဤတိုက်ကျွေဟောပြတော်မူပေထသောသဗ္ဗကန္တနာအလုံးစုံသောအရာယရဏဟုသမျှတို့ထကန္တိတံဝဆတရားမကသာအောင်နိသဖွယ်လည်းဖြစ်တော်မူပါပေထသောဣန္ဒကံရှိသမျှဓမ္မဥသုံးအလုံးစုံကိုသိကြုံပါ၏သာအစိုးရတော်မူပေထသောတဏ္ဍာယကံမဂ္ဂင်ရှိစုအောင်လံထူ၍နေဘူတောင်မူဖောင်းကတို့ဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်အကျွန်ုပ်သည်နမမိဓမ္မယုံပလင်ဥစီကတရာဟောရွှင်ရွှင်မြူပြီးလည်းရင်ရှိဦးညွတ်ခါနေ၍အကျဉ်းချင်းကြောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတေနသစ္စာဝဇေနဣသောနောသံဖောထုတ်ပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတောတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပန်းတသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းဆွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေမယသာအတ္တနုဝါဒဘိပရာနုဝါဒဘိတန္တဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကစားမညုမမိန်တကုရှိန်၍ဆိုရင်မနောင်ကြောင့်ကြပူဆွေးကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတဲ့အရှင်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာသလိုပဲထိုင်ပြီးတော့နာပါအဆင်ပြေသလိုထိုင်ပါဟာတရားတယ်နဲ့သောကဖြေစေလူတော်များများသောကတွေနဲ့ရင်ဆိုင်မနေရဘူးလားအဲသောကတွေကိုမပြေးခြင်းမပြောက်ခြင်းတဲ့လူပါပါမလားအဲတော့သောကကိုဖြေခြင်းပြောက်ခြင်းလို့တဲ့သောကဖြေနည်းမျိုးစုံနဲ့ဖြေကြတာလေကြားနေရပါလေဟုတ်လားအဲကြောင့်ဒီနေ့တော့
အဲ့သောကဖြည့်စေတရားဘယ်ကနေစပြီးတော့ဟောဖို့ဖြစ်လာတာလေဒီကဒကမာကြီးတယောက်ကဖုံးဆက်တယ်ရှင်ဘုရားရဲ့တပည့်တော်တို့ကိုရှင်ဘုရားကလည်းတစ်ခါမှဝိပဿနာတရားကိုမဟောပေးဘူးဟောရလို့ဟောတော့ဟောပါတယ်ကျုပ်ကရိပ်သာမှာပဲဟောတာလို့အပြင်ဆိုရင်သိမဟောဘူးဘာဖြစ်လို့လဲအရှင်ဘုရားတို့ကဝိပဿနာမဟောတော့တပည့်တော်တို့ကစိတ်ငြိမ်းချမ်းအောင်ဘယ်လိုလုပ်ရမှမသိဘူးကဲတက္ကမကြီးကဘာတွေဖြစ်နေတယ်တော့ပြောစမ်းမအောင်တောကတွေပေါ့ဗျာဘာတောကတွေတော့ပြောတော့လည်းရည်တော့ရည်စရာဒါနိုင်ငံသားကိုသွားခြင်းနဲ့ဆိုလို့မလေးရှားကိုတပည့်တော်ရှိတာလေးအကုန်ရောင်းချပေါင်းချပြီးပေးလိုက်တာအဆင်ပြေတယ်လဲကြရောမိမယူသွားတော့တပည့်တော်မှာသားစီကပို့နိုးနိုးနဲ့မျောနေတာအခုသူ့စီကလည်းမပို့ကိုယ့်စီကအကျွေးရလည်းမကြည့်တော့ခရမ်းမှာပေါင်းရတယ်ဖေ။အဲ့တော့ကတော်တော်ကိုနှိမ့်ဆက်ဒုက္ခပဲကိုယ်ကတော့ခရမ်းပြန်ရွေးပြရမလို့ဖြစ်နေတာ။ကဲအဲ့ဒါဆိုရင်ညကြရင်လာခဲ့လို့ဒီထဲမှာပါတယ်။ဘယ်သူလဲတော့ဒီမကြီးနာမည်လေးပြောပါဆိုမပြောတော့ပါဘူးဖေ။တရားတဲ့ထည့်ဟောမှကြောက်ဟမ်ဒါကြောင့်ဟောလို့လူတွေမှာတောကမျိုးစုံဝိုင်းအိုလို့မနေဘူးလားအေးဒါကြောင့်တောကပြည်စီတောကဖြည့်စီလေးကိုတို့ပြိတ္တအထိုက်လျောက်ရသွားရင်မဆိုးဘူးနော်စာကြရအောင်ဧကာယနောယံဘိကဝေမဂောတတ္တနံဝိသုဒ္ဓိယဧကာယနာမဂောဘိကဝေအယမဂောတတ္တနံဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမယဒုက္ခဒေါမနတနံအထင်ကမယညာယတာဒီကမယနိဗ္ဗာနတသစ္စိကရဏထာယယတိတံသတ္တရောတတိပဋ္ဌာနာဒီကနိကေမဟာတတိပဋ္ဌာနာသုတ်တော်ရဲ့နိကျမ်းမှာဘုရားရှင်ကိုရောမြတ်မိန့်ခဲ့တယ်ဘေကဝေပရိသတ်လေးပါးจิตသားจิตသမီးတို့သတ္တရောလေးပါးကုန်သောယတိတံယေဣမေတတိပဋ္ဌာနာအကျဉ်တတိပဋ္ဌာန်တရားတော်မြတ်တို့သည်အဋ္ဌိတံဒီဤလောက၌ထင်ရှားမသွေရှိလို့နေကြပါ၏จิตသားจิตသမီးတို့ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄ပါးတို့သည်ဟောဒီလောကကြီးထဲမှာထင်နေရှားရှားနဲ့ရှိလို့နေကြပါ၏ပရိသတ်လောကကြီးထဲမှာဘယ်တရားတွေထင်နေရှားရှားရှိနေသလဲတတိပဋ္ဌာန်တရားတွေတဲ့အယမကောငါဘုရားမိန့်ကြားတော်မူလိုက်တဲ့အကျဉ်တတိပဋ္ဌာန်ဆိုတဲ့လမ်းစဉ်သည်သတ္တနာဟောဒီလောကမှာရှိကြတဲ့လူနဲ့မြတ်မှာတတ္တဝအပေါင်းတို့ရဲ့ဝိသုဒ္ဓိယစိတ်အစဉ်မှာအမြဲတမ်းညင်နွမ်းစွာရှိနေတဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာအငြင်းအကြီးအပြစ်ပေတို့ကိုပြောင်းစင်ကင်းဝေစေဖို့ယံအယမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကာယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏จิตသားจิตသမီးတို့ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄မျိုးတို့သည်ဟောဒီလောကကြီးထဲမှာထင်ထင်ရှားရှားနဲ့ရှိလို့နေတယ်ထင်ထင်ရှားရှားရှိနေတဲ့ဒီတတိပဋ္ဌာန်တရား၄မျိုးတို့သည်ဒီလောကမှာရှိနေတဲ့လူနဲ့မြတ်မှာတတ္တဝအပေါင်းတို့ရဲ့တန်တမာဘဝတန်တရာတခွင်တွေကကင်းပြီးတော့လာခဲ့တဲ့လောဘအပူကိလေသာတွေဒေါသအပူကိလေသာတွေမောဟမာနအပူကိလေသာတွေလို့ခေါ်တဲ့ကိလေသာမျိုးစုံတို့ကိုပြောင်းစင်အောင်ဆေးကြောလို့ပြီးနိုင်ပါ၏မြတ်စွာဘုရားမိန့်တဲ့စကားငါဘုရားရှင်ကိုယ်တော်မြတ်ဖော်ထုတ်လိုက်တဲ့ဩရိတတိပဋ္ဌာန်တရား၄ပါးသည်တဲ့နံပါတ်1စွမ်းအားအနေနဲ့ဗာပေးလာလဲဆိုရင်ဒီလောကမှာရှိနေတဲ့လူနဲ့မြတ်မတတ္တဝါတွေရဲ့တဏ္ဍာမှာဘဝတန္တရာတခွင်တွေကပါလာကိန်းလာတဲ့
လောဘဒေါသမောဟမာနစားတဲ့ကိလေသာအငြိအကျေးမျိုးစုံကိုပြောင်းစင်အောင်ဆေးကြောသုတ်သင်ပေးနိုင်ပါ၏တတိပဋ္ဌာန်တရားကဘာကိုသုတ်သင်ပေးလဲကိလေသာကိုသုတ်သင်ပေးတယ်ကိလေသာဆိုတာပြိဿရေဘာကိုပြောတာလဲကိလေသာဆိုတာစိတ်ကိုညစ်ညူးစေတဲ့တရားကိလေသာဆိုတာစိတ်ကိုညစ်ညူးစေတဲ့တရားဟာကိလေသာလို့ခေါ်တယ်ဆိုရင်ပြိဿရေလောဘသည်စိတ်ကိုညစ်ညူးစေသလားတန့်ရှင်းစေသလားဒေါသမောဟမာနအဲ့တော့အဲ့ဒီလောဘဒေါသမောဟမာနစတဲ့စိတ်ကိုညစ်ညူးစေတဲ့တရားစိုးတွေကိုဘာလို့ခေါ်လဲကိလေသာဟုတ်လားငါဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တဲ့အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးတို့သည်သင်တို့တဏ္ဍာမှာကိနေတဲ့ကိလေသာတရားစိုးမှန်သမျှတွေကိုရေနဲ့ဆေးလို့ပြောင်းစင်အောင်သုတ်သင်ရှင်းလင်းနိုင်လိုက်သလိုပါပဲဟောဒီတတိပဋ္ဌာန်တရားကပြောင်းစင်အောင်ဆေးကြောသုတ်သင်လို့ပြီးနိုင်ပါတယ်တတိပဋ္ဌာန်ရဲ့နံပါတ်1စွမ်းအားဟုတ်လားသောကပရိဒေဝနာသမာဓိကမာယာဆိုရင်ချင်းသောကငိုကြွေးခြင်းပရိဒေဝဆိုတဲ့တရားစိုးတွေကိုလည်းပဲသမာဓိကမာယာကျော်လွှားလွတ်မြောက်နိုင်ဖို့ရန်အယံမဂောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမဂောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောဒုတိယစွမ်းအားကြတော့ဒီလောကမှာကြုံနေရတဲ့လူသားအလုံးကြုံရတဲ့သောကဆိုတဲ့ညောင်တရားတွေပရိဒေဝဆိုတဲ့အပူမျက်ရည်တွေသောကညောင်ကြီးတွေပယ်နှုတ်တိုင်ဖို့ပရိဒေဝမျက်လုံးအိမ်ကမျက်ရည်ပူတွေခန်းချောက်စေဖို့ဆိုရင်လည်းပဲတခြားမရှာနဲ့တဲ့ပရိသတ်ရဲ့တတိပဋ္ဌာန်တရားသည်စွမ်းအားပြည့်ပြည့်နဲ့ကူညီပေးလိမ့်မယ်ဟုတ်လားရတတိပဋ္ဌာန်ရဲ့စွမ်းအားလေးတွေအရင်ပြောသွားမယ်သောကပရိဒေဝနာသမတေကမာယာဒုက္ခဒေါမနတနာအထင်ကမာယာဒုက္ခဒေါမနတနာကိုဆင်းရဲဆိုတဲ့ဆင်းရဲခြင်းကတစ်မျိုးစိတ်ဆင်းရဲဆိုတဲ့ဆင်းရဲခြင်းကတစ်မျိုးအဲ့ဒီကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းဆိုတဲ့ဆင်းရဲခြင်းတွေကိုလည်းပဲအထင်ကမာယာချုပ်ပြောက်ပျက်စီးသွားစေဖို့ရန်အယံမဂောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမဂောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောတဆင့်ပြီးတဆင့်မြင်လာတယ်စောစောကသောကနဲ့ပရိဒေဝကိုကြော်စေတယ်အခုကကိုယ်ဆင်းရဲစိတ်ဆင်းရဲတရားကိုချုပ်ပြောက်ငြိမ်းသွားစေတယ်တဲ့ဘယ်တရားလဲပရိသတ်ရေတတိပဋ္ဌာန်တရားဟုတ်လားညာယတာမညာဘုံယံကိုအဋ္ဌိကမယရဖို့ယံနိဗ္ဗာန်သာသစ္စေကရဏတယာဒုက္ခခသိအကုန်လုံးငြိမ်းစေတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ရန်အတွက်လည်းပဲအယံမဂောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမဂောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောနောက်ဆုံးပြိဿ္တိမဉ္ဇဉ်ဖူဉ္ဇဉ်ရဖို့ဆိုရင်ရောဘယ်လမ်းကအကောင်းဆုံးလဲနိဗ္ဗာန်ချမ်းသာကြီးမျက်မှောက်ပြုဖို့ရန်ဆိုရင်ရောတတိပဋ္ဌာန်တရားပါပဲဒါကြောင့်လူတော်များများကတတိပဋ္ဌာန်တရားဟဲ့တရားရှုဟဲ့ဆိုရင်တော်တော်ခတ်တဲ့တရားလို့ထင်နေရတယ်ဒါကြောင့်မခတ်ဘူးဆိုတာလေးနဲ့ဒုပရိသတ်ရဲ့အရင်ထဲမှာတတိပဋ္ဌာန်ရဲ့စွမ်းအားလေးတွေသိအောင်လို့ဟောပေးတာဟုတ်လားဒီတော့ပရိသတ်ရဲ့မြတ်စွာဘုရားရဲ့ပါဠိတော်လေးကြီးညိုတဲ့အနေနဲ့အစာဆုံးပြန်ပြီးတော့ကြီးညိုရအောင်ဘေကဝေပရိသတ်လေးပါးจิตသားจิตမိတော်သတ္တတော်၄ပါးကုန်သောယတိတံယေဣမေတတိပဋ္ဌာနာအကျဉ်ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄မျိုးတို့သည်အဋ္ဌိတံဒီဤလောက၌ထင်ရှားမသွေရှိလို့နေကြပါ၏အယံမဂောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်သတ္တနာဟောဒီလောကမှာရှိကြတဲ့လူနှပြမှာတတ္တဝအပေါင်းတို့၏
ဝိသုဒ္ဓိယကိလေသာအငြိအကျဉ်အပြင်းဘေးတို့မှကင်းဝေးစင်ကြယ်ဖို့ယံသောကပရိဒေဝနာဆိုရင်ခြင်းသောကငိုကြွေးခြင်းပရိဒေဝတရားတို့ကိုကျော်လွှားနိုင်ဖို့ယံသမတေကမယကျော်လွှားနိုင်ဖို့ယံဒုက္ခဒေါမနတာနံကိုဆင်းရဲတရားစိတ်ဆင်းရဲတရားဆိုတွေကိုအတေကမယချုပ်ပြောင်းငြိမ်းသွားဖို့ယံညာယတာအဓိကမယမညာဘုံညာငိုရဖို့ယံနိဗ္ဗာန်တသစ္စေကရဏတာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ယံအယံမကောအကျင့်တတိပဋ္ဌာန်လံစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလံခီပါဟူ၍ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါ၏တည်းလူမိုရေးဒုက္ခတွေသာဝနေဒုက္ခတွေသာယေသမီးဒုက္ခတွေဒုက္ခပင်လင်းဝေသောကပင်လင်းဝေနေတဲ့အလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေတဲ့သောကတွေကိုလည်းကျော်လွှားခြင်းနဲ့ပြည်ငြိမ်းခြင်းနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲတရားတွေကိုလည်းပဲခြုံငြိမ်းခြင်းကြတာပါပဲဟုတ်တယ်မို့လားဒီတော့ပြိဿကြီးသောကတွေတပုံတပင်ကြီးဝိုင်းအုံလာပြီဆိုရင်လူတော်တော်များများဟာသောကဖြည့်စည်းအနေနဲ့မရှာကြဘူးလားတခါကြီးတွေသောကတွေများနေမယ်တက္ကမကြီးတွေသောကတွေများနေမယ်သောကတွေဖြစ်ဖို့အကြောင်းတွေကရောမြောင်များစွာမရှိဘူးလားရှိတယ်ဒီတော့ပြိဿကြီးသောကပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်အဲ့ဒီသောကဒုက္ခဆိုတဲ့တရားစုနှစ်ပါးရဲ့မူရင်းဇစ်မြစ်ကိုရှာလိုက်ရင်ပြိဿကြီးနံပါတ်1အခြေခံဘာကလာတာဘာကလာတာလဲကိလေသာအမလီတော်လိုက်တာဟောမယ်ဒီည2 နာရီလောက်ဟုတ်လားကိလေသာဆိုတော့ပြိဿကြီးကိလေသာဆိုတဲ့စကားကိုကြားလိုက်တာ ਨੇ ဘာတွေလဲလူတွေနဲ့အနီးဆုံးတွေ့နေရတဲ့တရားတွေကလောဘဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာဒေါသဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာမောဟမာနဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာတွေတဲ့ပြိဿကြီးခဏလေးလာခဲ့တာလားအမြဲတမ်းလာနေတာလားဘယ်အချိန်ကစပြီးတော့လာနေတာလဲကဲပြိဿကြီးလောဘမရှိတဲ့လူပါသလားလောဘရှိလိုက်ပြီဆိုတဲ့ကအဲ့ဒီလောဘကြီးလို့ကြားလိုက်တာ ਨੇ ပြီးကျင်တာလားလိုချင်တာလားလိုချင်တာဟုတ်လားမရှိတဲ့လူတွေကလည်းရှိအောင်လိုချင်တယ်ရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်းနောက်ထပ်အများကြီးရှိအောင်လိုချင်တယ်ငါတော့တော်ပြီလို့ပြိဿကြီးလောဘကိုတားထားတဲ့ပုဂ္ဂိုလ်ရှိသလားရှိပါဘူးဒါဆိုရင်ပြိဿလောဘကိုတားမထားနိုင်လို့လွတ်ထားလိုက်တဲ့အခါကျတော့လောဘဟာလိုချင်တယ်လိုချင်တယ်ဆိုရင်အဲ့ဒီလိုချင်တဲ့အရာဟာရလာသလားမရပါဘူးစဉ်းစားနော်လိုချင်တဲ့အရာတိုင်းရသလားမရပါဘူးစိတ်နေရွှေငွေတွေအိုးအိမ်ချမ်းမြေတိုက်တာတွေကားတွေလိုချင်တယ်လိုချင်တဲ့အတိုင်းပြိဿရေရကြသလားမရပါဘူးယာတုအာနာတွေလိုချင်တယ်လိုချင်တဲ့အတိုင်းရကြသလားမရပါဘူးပညာရေးအောင်မြင်မှုတွေလိုချင်တယ်လိုချင်တဲ့အတိုင်းရကြသလားမရပါဘူးလူကျင်တဲ့အတိုင်းရမလားဘူးဆိုရင်ပြိဿကြီးအဲ့ဒီစိတ်ကငြိမ်ငြိမ်သက်သက်ရှိရလားရှိပါဗျာအလိုမပြည့်တော့ဘူးလိုဘမပြည့်တော့ဘူးဆိုရင်ပြိဿကြီးအလိုမပြည့်ဘူးဆိုရင်ဘာရောက်တာလဲဘာဖြစ်လာလဲဒေါသခေါ်စရာလိုသလားမိမိလိုချင်တာမရဘူးမိမိဖြစ်ချင်တာမဖြစ်ရဘူးဆိုရင်ပရိသတ်ရဲ့အလိုမပြေတဲ့အခါကျတော့ဒေါသဖြစ်တယ်ဒေါသဆိုတာအလိုမပြေလို့ဖြစ်တာဒေါသဘာဖြစ်လို့ဖြစ်တာအလိုမပြေလို့ဖြစ်တာအလိုမပြေတဲ့ဒေါသပရိသတ်ရဲ့ပုဂ္ဂိုလ်ရွေးသလားသာသမီနဲ့မိဘကြားမှာလည်းအလိုမပြေရင်အဖေမိကလည်းဒေါသတွေဖြစ်တတ်တယ်သာသမီတွေကလည်းဒေါသတွေဖြစ်တတ်တယ်ညီကိုမောင်နှမတွေကြားမှာလည်းအလိုမပြည့်ရင်ညီကိုမောင်နှမဆိုရင်ဒေါသတွေဖြစ်တတ်တယ်အေးအဲ့ဒီတန်ရောစဉ်ခိုင်တဲ့နေရာမှာတော့မှဒီဒေါသကရော့ကြမသွားဘူးဆိုရင်တန်ရောစဉ်မတင်းတဲ့နေရာတွေမှာပြိဿပို့ပြီးတော့မဖြစ်ဘူးလား
ပြီးတော့ဒေါသဆိုတဲ့စကားရင်ထဲမှာထားလာပြီးလက်ခံလာပြီးဆိုရင်အဲ့ဒီဒေါသကချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဘူးဗျာဒေါသဆိုတဲ့တရားဆိုရင်ရင်ထဲကိန်းလာပြီးဆိုရင်အဲ့ဒီဒေါသကနေပြိတ္တရဲ့သွေးသားတွေပြောင်းပြန်လှန်လိုက်တာအလွန်လှပါတယ်ဆိုတဲ့ကိုယ့်မျက်နှာအရင်တော့ကလှတဲ့ထင်တဲ့မျက်နှာဒေါသဖြစ်တဲ့အချိန်မှန်တယ်ကြည့်အရင်တိုင်းဟုတ်သေးရဲ့လားဟုတ်ပါဘူးဗျာဘာဖြစ်သွားလဲရုပ်ဆိုးသွားတာကိုတော့သိလားမသိရင်တကယ်အဲ့ဖြစ်တဲ့အချိန်ကြည့်ခဏလေးအထဲဝင်ကြည့်လိုက်ဟုတ်လားဦးစင်းကလေခဏကြည့်တယ်ဟုတ်လားဘာဖြစ်လို့ကြည့်လဲအမေကခဏမလီငါသားတွေထဲမှာတဲ့ဦးစင်းကမျက်ခုံးအကောင်းဆုံးပဲအမေလို့တော်ရမ်းမမြောက်နဲ့လို့အဲ့မျက်ခုံးကပုံမှန်နေတော့လှသလိုပဲလို့ဒေါသဖြစ်တော့အဲ့ဟာ तू ကအရင်ဆုံးရုပ်ဆိုးတာဟုတ်လားဒေါသဖြစ်မှန်းနေအဲ့မျက်မှောင်ကျုပ်နေတာဖြောင်းလို့ကိုမရဘူးဟုတ်လားအဲ့တော့ပြိတ္တဒေါသပေါ်လာပြီဆိုတာနဲ့အဲ့ဒီမျက်နှာဟာပြောင်းလဲမသွားဘူးလားဒေါသတွေဖြစ်လာပြီဆိုရင်ဖြူနေတဲ့မျက်နှာတွေကရဲလာတယ်မင်းနေတဲ့မျက်နှာတွေကပြာလာတယ်အလွန်ငြိမ်သက်ပါတယ်ထင်တဲ့ပုဂ္ဂိုလ်တွေရောက်ရက်ခတ်အောင်တုန်လှုပ်လာတယ်ဘသူကခိုင်းနေတာလဲဒေါသဒါဆိုရင်အဲ့ဒီဒေါသဖေကလာတာလေအလိုမပြေတာတွေဖြစ်လာပြီဆိုရင်လူမှုရေးကြောင့်ဒေါသဖြစ်တယ်စီးပွားရေးကြောင့်ဒေါသဖြစ်တယ်ပညာရေးကြောင့်ဒေါသဖြစ်တယ်ယာတုအာနာကြောင့်ဒေါသဖြစ်တယ်ဒေါသမျိုးစုံမလာဘူးလားအကုန်လုံးကောက်ချက်ချတစ်ခုပဲရှိတယ်အလိုမပြည့်လို့လိုချင်တာမရလို့ဖြစ်ချင်တာမဖြစ်လို့ဟုတ်တယ်မို့လားဒီဆိုရင်အဲ့ဒေါသကြီးဖြစ်တယ်လို့ဒေါသရဲ့နောက်မှာပြိတ္တရဲ့မခေါ်ဘဲနဲ့အဖော်ပါလာတာမောဟကလည်းပါလာတယ်ဒေါသမွန်လာပြီဆိုတဲ့အခါကျတော့ပြိတ္တကြီးအလွန်ယဉ်ကျေးပါတယ်လိမ္မာတယ်ပါတယ်ဆိုတဲ့သာသမီတွေကလည်းမိဘအရင်ကိုတော့ပြန်ပြီးတော့နှုတ်နံထိုးလို့မပြောနိုင်ဘူးလားဘသူခိုင်းနေတာလဲဘသူခိုင်းနေတာလဲမောဟခိုင်းနေတာဒေါသကြီးများရင်ထဲမှာမွေလာပြီဆိုရင်ဒေါသောအဋ္ဌနာဇာနာတိဒေါသောဓမ္မနာပတ္တိအကျိုးစီဝါဟုတ်တာမဟုတ်တာအမှန်တရားဟုတ်တာမဟုတ်တာဘာမှမစင်စားနိုင်တော့ဘူးငါမေပဲငါဖေပဲငါဆရာတော်ပဲငါဘုန်းကြီးပဲလို့ပြိတ္တရဲ့ဒေါသနဲ့မောဟကတားနိုင်ရလားမောဟဖုံးလွှမ်းလာပြီဆိုရင်ပြိတ္တရဲ့ဘုန်းကြီးတွေဖရာတွေသူတော်ကောင်းတွေသူရုပ်ပါတွေလာမပြောနဲ့မကျေနဲ့တုတ်ထည့်လိုက်တာပဲဟုတ်တယ်မို့လားမောဟဖုံးလွှမ်းလာရင်ပြဿနာတွေမကြီးလာဘူးလားအဲ့ဒီမောဟဖုံးလွှမ်းလာတာကလည်းပြိတ္တရဲ့ဘယ်ကနေလာတာလောဘအခြေခံကနေဒေါသအပင်လေးပေါက်လာတယ်ဒေါသအပင်လေးပေါက်လာတော့မောဟအသီးလေးကအလိုလိုနေရင်နဲ့သီလာလိုက်တာဖရာတွေဘုန်းကြီးတွေလာမပြောနဲ့သူတော်ကောင်းတွေသူယုံမာတွေလာမပြောနဲ့အဖေတွေအမေတွေလာမပြောနဲ့ဟောဒီဒေါသပါဇက်ကြီးကပြင်မှားရဲလိုက်တာဒါကပါဇက်နဲ့ပြီးသွားတဲ့ဇလန်းတွေမြောင်များစွာရှိတယ်လို့မထိန်နိုင်လို့လက်တွေပါသွားတာရောမကြားရဘူးလားပြိတ္တကြီးကြောက်စရာကောင်းတယ်နော်လောဘဒေါသမောဟတရားတွေရင်ထဲကိန်းထားရင်လူတွေများစွာမှားလာပါပြီအေးအဲ့ဒီထဲမှာနောက်ထပ်အဖို့တယောက်ပါလာတာကမာနဆိုတဲ့အကောင်လဲပါလာတယ်တခါမှာပြိတ္တကြီးကိုသိအထင်မကြီးဘူးလားထင်ကြီးတာဗောပြိတ္တမလိန်နဲ့ဦးစင်းမဲ့ကြီးဟိုတုန်းကစာသင်သားအခုကျောင်းတိုင်ဘုန်းကြီးဖြစ်တာ9နှစ်ပဲရှိသေးတယ်အကုန်လုံးကခေါ်တော့ဆရာတော်တဲ့အမလီဖီလင်ကိုတက်နေတာဟုတ်လားအဲ့ဒီဆရာတော်ခေါ်ခံနေရတာကြာလာတဲ့အခါကျတော့တယောက်ယောက်ကများကိုယ်ကိုလေမလေးမခံကိုတပည့်တည်းတော့ဟဲ့အောင်ဒီကျောင်းမှာမင်းဆရာတော်လားငါဆရာတော်လားပြိတ္တဘာတန်းလဲမာနတန်ဟုတ်လားဆရာတော်မှန်ဝင်သွားတဲ့အခါကျတော့ငါဆရာတော်ကိုမင်းဒီလိုပြောရသလားဟောမိဘမှန်ဝင်သွားတဲ့အခါကျတော့နင်ငါမွေးလို့ကြီးလာတာပြန်မပြောနဲ့ပြိတ္တရေမာနတွေမပါဘူးလားကဲအဲ့ဒီမာနဝင်တော့ရောပြိတ္တရေဝင်တဲ့ကိုအရင်ပင်ပန်းသလားအဝင်ခံရတဲ့ပုဂ္ဂိုလ်ပင်ပန်းသလားလက်သီးတွေထိုးနယံတွေထိုးဟောတောက်တွေတစ်ခေါက်ငါတို့ဆရာတော်များငါတို့မိဘအောင်များငါတို့ပုဂ္ဂိုလ်ကိုများပြောရမလားဆိုတော့ပြိတ္တရေမာနကနှိုးဆော်ပေးလိုက်တာချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာဒါဆိုရင်အခုပြောလိုက်တဲ့အလွန်ညင်နွမ်းတဲ့ကိလေသာတရားဆိုကြီး၄မျိုးလောဘရှိမယ်ဒေါသရှိမယ်မောဟရှိမယ်မာနရှိမယ်အဲ့ဒီတရားတွေရင်ထဲမှာများကြီးပေါ်လာရင်ပြိတ္တလူတွေချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာဟောဘယ်လောက်ဆင်းရဲသလဲဟမ်
ဘယ်လောက်ဆင်းရဲသလဲလောဘအလိုမပြေလို့ဆင်းရဲလို့ဖြစ်ခဲ့ရတဲ့ဒေါသတွေလည်းပင်မလှပါပြီဒေါသတွေနောက်မှာမောဟတွေဖုံးလွှမ်းလို့အမှန်မှမခွဲခြားနိုင်မဲနဲ့ပြင်းမမိတာတွေလည်းများလာပါပြီမာနတွေတထောင်ထောင်ခဲ့တဲ့အတွက်ကြောင့်ကိုယ်မာနနဲ့ကိုပင်မလာရတဲ့အကျင့်တွေကလည်းများလာပါပြီတဲ့ဒါဆိုရင်လောဘဒေါသမောဟမာနများလွန်းတဲ့အတွက်ကြောင့်ပြိဿကြီးအဲ့ဒီလောဘဒေါသမောဟမာနကိုဆေးတောက်တယ်လို့တခုခုတောက်ချရေလေးနဲ့ကိုယ်ခနဲ့မျိုးချလိုက်လို့ပျောက်သွားမယ်ဆိုရင်မလိုချင်ဘူးလားလိုချင်တယ်ကဲလိုချင်တယ်ဆိုရင်ပြိဿကြီးအဲ့ဒီဆေးကလက်သီးစုပ်တော့ကြီးတယ်မျိုးချမလားမျိုးချမလားဒါဆိုရင်ပြိဿကြီးဒီခေတ်ကြီးကသိပ္ပံခေတ်ဟိုလကဘာအထီတောင်တက်ပြီးတော့အိမ်ဆောက်ဖို့ကြိုးစားနေကြတဲ့ခေတ်ကြီးထဲမှာဘလောက်ပဲလကဘာတိုင်အောင်တက်ကြပါစေစัจ java လာဘယ်နှပတ်ပဲပတ်ကြပါစေအလွန်ထွန်းကားနေတဲ့သိပ္ပံခေတ်ကြီးထဲမှာပြိဿကြီးလောဘတတ်တာတဲ့ဆေးဒေါသတတ်တာတဲ့ဆေးမောဟတတ်တာတဲ့ဆေးမာနကြစေတဲ့ဆေးဆိုတာပေါ်ခဲ့ပြီလားမပေါ်ဘူးပြိဿကြီးဆရာဝန်ကြီးတွေပါကူကြီးတွေသွားပြောကျွန်တော်မှာဗျာလောဘတွေများလုံးတော့အဲ့လောဘနောက်ကလိုတာမရတော့ဒေါသတွေမောဟတွေမာနတွေတန်းစီဖြစ်နေတာပင်မလာပါတယ်ကျွန်တော်ကိုကျမကိုလောဘတတ်တာတဲ့ဆေးတွေပျောက်တဲ့ဆေးလေးများရှိရင်ပေးပါလို့သွားတောင်းကြည့်ဆရာဝန်ပေးနိုင်မလားဘယ်နဲ့ပြောမလဲတုတ်တောင်ထဲလိုက်အောင်ငါတော်မှလူနာတရားမပြည့်လို့စိတ်ညစ်နေရတာလားဟမ်အဲ့တော့ပြိဿကြီးလောဘဒေါသမောဟမာနပျောက်တဲ့ဆေးဆိုတာဒီလောကမှာရှိပြီလားကဲပြိဿကြီးအခုခေတ်ကြီးကိုတိုးတက်တယ်လို့ပြောမလားဆွယုတ်တယ်လို့ပြောမလားမှန်လိမ့်နော်ပြိဿကြီးအဲ့ဒီလိုမဖြေနဲ့ဒုံးတိကြီးမဖြေနဲ့ရုပ်ဝါဒကြည်လိုက်ရင်ဘာဖြစ်မလဲတိုးတက်တယ်နာဝါဒကြည်လိုက်တော့ဆွယုတ်နေတယ်ရုပ်ဝါဒကြီးကတိုးတက်လိုက်တာလကဘာပေါ်မှာအိမ်ဆောက်ဖို့ကြိုးစားနေကြပြီးစัจ java လာကိုပြိဿကြီးနှစ်ပတ်သုံးပတ်ပတ်လို့စัจ java လာအသစ်တွေကိုရှာနေကြပြီးရုပ်ဝါဒတွေဘလောက်ပင်တိုးတက်ဖွံ့ဖြိုးကြပါစေနာဝါဒတွေကြာဆင်းလာတဲ့အခါကျတော့ဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားသာရှိပါတယ်ဖြစ်တဲ့တရားတွေပြတ်သွားပြီဆိုတဲ့အခါကျတော့မခံရနိုင်အောင်ပင်မနာများလာပါပြီဟုတ်တယ်မို့လားဒီတော့ပြိဿကြီးဖြစ်အောင်ကြိုးစားနိုင်တာပဲရှိတယ်ဖြစ်တဲ့တရားတွေမပြတ်စည်းအောင်လိုချင်တဲ့အရာတွေတည်တတ်အောင်ဆိုပြီးတော့လုပ်လို့ရရဲ့လားမရဘူးလေDiscovery လွန်ပြန်ရင်ကြီးတိဆောက်တာဒေါ်လာသန်းပေါင်းများစွာမကုန်ဘူးလားစัจ java လာကဘာကြီးကိုတက်ပြီးတော့ပတ်လိုက်တာကဘာမြေပြင်ဆင်းတဲ့အချိန်ကျမှဒိုင်းဆိုပေါက်ကွဲတော့တစားစီရှာလို့ရသေးရဲ့လားရင်လဲရှာမရတော့ဘူးရင်မပါသွားတဲ့လူတွေရောဟောပြိဿအဲ့တော့တီထွင်တဲ့လူတွေလည်းမျက်ရည်ပေါက်ကြီးငယ်ကြလို့ငိုကြွေးပူဆွေးရပါပြီပါသွားတဲ့မိသားစုဝင်တွေကလည်းပဲဖြစ်ရလေခြင်းလို့ရင်ဘတ်စီတီးငိုကြီးလို့အချိန်ပေါင်းများစွာဒီတော့သိပ္ပံဘလောက်ပဲတိုးတက်တယ်ပြောပြပြိဿကြီးလူနှလုံးသားထဲမှာတောင်းကျမ်းနေတဲ့လောဘဒေါသမောဟမာနကိုနေသွားအောင်ချုပ်သွားအောင်ပျောက်သွားအောင်တော့ဘယ်သူမှမလုပ်နိုင်သေးပါဘူးလုပ်နိုင်ရဲ့လားဒါဆိုရင်ဟောဒီလောဘဘလောက်ပင်မနဲ့ဒေါသဘလောက်ပင်မနဲ့မောဟမာနဘလောက်ပင်မနဲ့ဆိုတာပြိဿကြီးသူများကိုမေးစရာလိုသလားမလိုဘူးသူ့အရွယ်နဲ့သူ့လောဘသူ့အရွယ်နဲ့သူ့ဒေါသမောဟမာနမရှိဘူးလားပညာလိုချင်တဲ့ပုဂ္ဂိုလ်တွေကပညာရေးအပေါ်မှာလောဘအာကြည်လိုက်တော့ကိုယ်မှန်းသလိုဖြစ်မလာတဲ့အခါဒေါသတွေမောဟတွေတန်းစီလို့ဝင်လာပြီတဲ့အဲ့တော့သာသမီရဲ့အဲ့ဒီပညာရေးလောဘကပြိဿကြီးမိဘတွေရောတွဲမသွားဘူးလားအဲ့တော့ပြိဿကိုသာသမီအောင်တခါလေခိုင်ကြိုးစားနေကြိုးစားတဲ့အတိုင်းဖြစ်မလာတော့ဂုံတုကမှန်းထားတာက9ဘာသာပါလာတော့2ဘာသာဆိုတော့ပြိဿကြီးဘု து တုံတယ်ဟမ်အမလေးအဲ့ကျောင်းကထင်းနေငါထင်းနေတာကျောင်းကညစ်တာနေမှငါသမီးကတော်ပြီးသားဟုတ်လားအောင်စင်းကထွက်နေပြီဒေါသဖြစ်လို့ကောင်းတော့ဟုတ်လားအဲ့တော့ပြိဿကြီးပညာရေးနဲ့အလိုမပြည့်ရင်ရောလောဘရောက်ဒေါသမဖြစ်ဘူးလားစီးပွားရေးနဲ့အလိုမပြည့်ရင်ရောလောဘရောက်ဒေါသမဖြစ်ဘူးလားဟောဒါဆိုရင်လူမှုရေးနဲ့အလိုမပြည့်ရင်ရောနိုင်ငံရေးနဲ့အလိုမပြည့်ရင်ရောအကုန်ဖြစ်နေတာဒီတော့လောဘဖြစ်လိုက်တာလိုချင်မှုတစ်ခုရှေ့ထားလိုက်တာနဲ့ဒေါသမောဟမာနတန်းစီပြီးတော့ဝင်လာတယ်ဆိုရင်ဒုပရိသအဲ့ဒီတရားတွေကိုသာအမြဲတမ်းလွတ်ထားရင်အသက်တိုမလားရှည်မလားဟောဒါလည်းသိတယ်ဒုပရိသကအသက်တိုခြင်းလားရှည်ခြင်းလားရှည်ခြင်းပါ
မှန်မှန်ပြောစမ်းဘာဖြစ်လို့ရှည်ကျင်တာကိုเจ้าနဲ့ကိုရှိရနော်မှန်မှန်ပြောဘာဖြစ်လို့ရှည်ကျင်တာလဲအရှင်ဘုရားတပည့်တော်နှာစီးနေတဲ့အတွက်ဘာမှပြောလို့မထွက်ပါဘူးဘုရားကျုံလည်းပြောလို့မထွက်ပါဘူးဟုတ်လားဒီတော့ပြိဿကြီးအသက်ကတော့ရှည်ကျင်တာကြီးပဲသို့တော့အသက်ရှည်ကျင်တယ်လို့ပြောတဲ့လူတိုင်းရဲ့ပါဇက်ကစကားကြားရတာပဲရှိတယ်အသက်တူစေတဲ့လောဘဒေါသမောဟမာနတွေကြတော့အထုပ်ကြီးတွေအခဲကြီးတွေနဲ့ဗိုက်ထဲမှာရင်ထဲမှာစုမထားဘူးလားဒေါသဘယ်လောက်ထုတ်မိပြီလဲဒေါသတွေဘယ်လောက်စုမိပြီလဲပညာရှိအပြင်မထွက်အပြင်မထွက်တော့ဗိုက်ထဲဆိုရင်ဗိုက်ကိုပူထွက်လာတာအဲ့တော့ပြိဿပြောချင်တာကကျုပ်တို့မြတ်စွာဘုရားပွင့်ခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာပြီလဲ2500ရဲ့ဟိုဘက်အများကြီးစောသေးတယ်ဟုတ်လား2500ဆိုတာကဒီဘက်ပိုင်းကျမှတက္ကရာဖြိုပြီးတော့တတ်မှတ်တာဟုတ်လားထားပါနှစ်ပေါင်း100လောက်ထပ်ပေါင်းလိုက်ပေါ့ဟုတ်လားလွန်ခဲ့သောနှစ်ပေါင်း2550ကျော်ကာလကလေးကကျုပ်တို့ရှင်တော်မြတ်ဘုရားကခြေသားခြေသမီးတို့လောဘဆိုတာပူလောင်နေညင်လွမ်းနေဒေါသဆိုတာပူလောင်နေညင်လွမ်းနေမောဟမာနဆိုတာပူလောင်နေညင်လွမ်းနေမင်းတို့အဲ့ဒီလောဘဒေါသမောဟမာနဆိုတဲ့ကိလေသာတရားတွေများလာရင်မင်းတို့အသက်တိုးလိမ့်မယ်ရုပ်တွေဆိုးသွားလိမ့်မယ်ခန္ဓာကိုယ်တွေမြန်မြန်ကြီးကြာဆင်းသွားလိမ့်မယ်ဒါကြောင့်လောဘငြိမ်းစေဖို့ဒေါသငြိမ်းစေဖို့မောဟငြိမ်းစေဖို့မာနငြိမ်းစေဖို့တဲ့ဆေးမရှိဘူးလို့ပြိဿထင်သလားဘာလို့လုပ်ရမလဲအယံမကောငါဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလိုက်တဲ့အဲ့ဒီကာယဝေဒနာစိတ်ဓမ္မဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးတို့သည်တတ္တနာဟောဒီလောကမှာရှိကြတဲ့လူနဲ့ဗျမတတ္တဝါအလုံးတို့ရဲ့ဝိသုဒ္ဓိယနှလုံးအိမ်မှာကိန်းနေတဲ့အဲ့ဒီလောဘဒေါသမောဟမာနဆိုတဲ့ညင်နွမ်းတဲ့ကိလေသာတရားဆိုတွေကိုပြောင်းစင်အောင်ဆေးကြောသုတ်သင်ပေးနိုင်ပါ၏ဟောလောဘဒေါသမောဟမာနစတဲ့ကိလေသာကိုဘာကသုတ်သင်ပေးနိုင်လဲတတိပဋ္ဌာန်တရား၄ပါးပြိဿရေနည်းနည်းလေးပဲဟောမှာအများကြီးမဟုတ်ဘူးမကြောက်နဲ့ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ဟောတတိပဋ္ဌာန်တရား၄ပါးဆိုလို့ခက်ခက်ခဲခဲထင်ပါဆိုလို့ပြိဿနံပါတ်1မိတ်လိုက်တယ်ကာယ ानु ပတနာတတိပဋ္ဌာန်ဆိုတာကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်တဲ့ပြိဿရေဘာကိုမှတ်ရမလဲလိုက်ဆိုကြည့်ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ခုတို့ပြိဿထိုင်နေလားရက်နေလားထိုင်နေတယ်ဆိုတာကိုပြိဿရေမတွေးပဲနဲ့မစင်စားပဲနဲ့တတိမထားပဲနဲ့လွတ်ထားကြည့်ပါလားထိုင်ရင်းနဲ့စိတ်ကူးရင်ပြီးတော့ရှောက်သွားမနေဘူးလားအိမ်မနှခေါက်ရောက်ပြီလေအမလီတရားတော်တော်ရှည်မယ်ထင်တယ်အိမ်ပြန်သွားတာအချိန်မောင်းမြောက်သွားတာပြန်လာနေဟုတ်လားပြိဿရေထိုင်နေတာကရုပ်တရားပြိဿနံတရားစိတ်ကရှောက်သွားနေတာကိုလွတ်ထားလိုက်တဲ့အခါကျတော့ထိုင်တာကိုထိုင်မှန်းသိရတာတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲပြိဿရေထိုင်တာကိုထိုင်မှန်းသိတဲ့ဟောရက်နေတော့သွားနေတော့ထိုင်တာရက်တာသွားတာဘာနဲ့လုပ်နေတာလဲဒီခန္ဓာကိုယ်ကြီးနဲ့မဟုတ်ဘူးလားဒါကြောင့်ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ခန္ဓာကိုယ်ကြီးထိုင်တော့ထိုင်နေရက်တော့ရက်တယ်သွားတော့သွားတယ်လှုပ်တော့လှုပ်တယ်ဟောထိုင်နေလည်းပဲကွေးရင်ကွေးတယ်ဆက်ရင်ဆက်တယ်အကုန်လုံးပြိဿခန္ဓာကိုယ်ရဲ့လှုပ်ရှားသမျှအမူအရာကိုသိအောင်မှတ်နေရင်ပြိဿအဲ့ဒါကာယဆိုတဲ့ခန္ဓာပေါ်မှာတတိပဋ္ဌာနာသတိနဲ့စောင့်မှတ်နေတဲ့အတွက်ကာယ ानु ပတနာတတိပဋ္ဌာန်လို့ခေါ်တယ်တဲ့ခက်ခဲသလားဒီတော့ပြိဿရေခန္ဓာကိုယ်အမူအရာရဲ့အပေါ်မှာဖြစ်တိုင်းသိအောင်မှတ်လိုက်မယ်ဆိုရင်အခုတကပြောတဲ့လောဘတွေဖြစ်နေပြီဒေါသတွေဖြစ်နေပြီမောဟမာနတွေဖြစ်နေပြီဆိုရင်ငါ6ထင်းလိုက်ရဆိုရင်ပြိဿရေခန္ဓာကိုယ်မှာဒေါသအရှိန်နေတဲ့လှုပ်ရှားမနေဘူးလားလှုပ်ရှားနေတာနဲ့ကိုယ်အမူအရာကြီးလှုပ်လိုက်ရင်ဟာလှုပ်တယ်ဒေါသဖြစ်နေပြီသိအောင်မှတ်နေတာနဲ့တတိပဋ္ဌာန်ကတတ်တာစေသလားပို့ဆိုးသေးသလားခါကြပြောတော့ငါနော်ငါဒေါသဖြစ်နေပြီနော်ငါဒေါသဖြစ်လာပြီနော်မပြောဘူးလားဖြစ်တော့ဖြစ်လာတာလေးကိုတတိလေးနဲ့ဟဲ့မဖြစ်နဲ့ကိုယ့်အကိုဆုံးမလိုက်လို့ရှင်ရှေ့တိုးပါအောင်မလား
ဟောဒေါသဖြစ်နေတာကြီးကိုဖြစ်မှန်းသိရတဲ့လွတ်ထင်းလိုက်တဲ့အခါကျတော့ဆော်ထဲလိုက်တော့ကွဲရောဟုတ်လားအဲ့တော့ဒေါသတော့ဖြစ်မှန်းသိတယ်မဖြစ်အောင်တတိနဲ့မထိန်တဲ့အခါကျတော့ရှေ့တိုးလိုက်တော့ပြဿနာဖြစ်မလာဘူးလားဒါပဲပြိဿရဲ့ခန္ဓာကိုယ်ကြီးကိုယ်တိုင်းဆန်တိုင်းသွားတိုင်းရက်တိုင်းထိုင်တိုင်းလျောင်းတိုင်းမှာသိအောင်မှတ်ရင်ခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုသိအောင်မှတ်တဲ့အတွက်ကြောင့်ကာယ ानु ပတနာတတိပဋ္ဌာန်ဟောဒီအတိုင်းပဲပြိဿရဲ့ကာယ ानु ပတနာတတိပဋ္ဌာန်ကိုမှတ်တယ်လို့ပဲစိတ်တယ်တို့ပြိဿရဲ့စိတ်ကမြန်သလားနှေးသလားမြန်ပါဘူးဖြစ်တာလည်းမြန်တယ်ပြက်တာလည်းမြန်တယ်ပြောင်းလဲတာလည်းမြန်တယ်ဟောအခုတရားနာမယ်တော်ကြကြတဲ့အခါကျတော့မနာခြင်းမှုတော်တော်လုံးကတရားရှိမှကြိုက်တယ်တရားရှိမှကြိုက်တယ်တရားတော်တော်ရှိလို့ခါနာလာတော့တရားဒူတာကောင်းတယ်တရားဒူတာကောင်းတယ်ဟုတ်လားစိတ်ကပြိဿချက်ချင်းမိနစ်ပိုင်းစက္ကန့်ပိုင်းမှာပြောင်းလဲပြီးတော့ဖြစ်မနေဘူးလားဖြစ်နေတယ်ဟုတ်လားအဲ့တော့ပြိဿစိတ်ဆိုတာမြန်ဖြစ်ပြီးမြန်ပြတ်သွားတဲ့သဘောမရှိဘူးလားရှိတယ်ဒီတော့ဒုပြိဿအခုစိတ်ကဘယ်ရောက်နေဟမ်တရားထဲမှာအခုဘာဟောလိုက်လဲဟမ်သိချာပြောနော်ရောမချနဲ့ဟုတ်လားနေကြရမယ်စာလေးတစ်ကြောင်းဖတ်မှုလေဟုတ်လားစာလေးတစ်ကြောင်းဖတ်မိတယ်ဘာလဲဆိုတော့အသက်ကြီးတဲ့ဒကမာကြီးတွေကိုပြောထားတာတတိလေးနဲ့လည်းအမြဲတမ်းနားထောင်နဲ့တရားဝဲလည်းပြန်တော့အိမ်ရောက်ရင်မင်းဘာမှမပြောတတ်ပဲနေဦးမယ်တဲ့ခိုးတော့ဒေါ်ကျင်ဥဆိုတဲ့ဒကမာကြီးလိုမလုံးနဲ့တဲ့ဘာဖြစ်လို့ဒေါ်ကျင်ဥဆိုဖတ်လဲဖတ်ကြည့်ဟုတ်လားဒေါ်ကျင်ဥရဲ့တရားတဲ့အရက်ကွက်တဲ့လမ်းလျှောက်ကလေးမလေးတဲ့ဆုံးလဲဆိုအမေတော်ချင်းဦးကြီးဘယ်ကပြန်လာတယ်ဆိုအမလီမေတော်ချင်းဦးကပြန်မဖြစ်နိုင်အောင်ကျေးဇူးအမလီသမီးတို့ကျေးဇူးတင်လိုက်တာကျေးဇူးနဲ့ဟမ်အမေတော်ချင်းဦးကြီးဘယ်ကပြန်လာတယ်ခေါ်တာနဲ့ပဲကျမတို့ဘာဖြစ်လို့ကျေးဇူးတင်တာလဲငါစဉ်းစားတာတဲ့ငါနာမည်ဘသူပါလိမ့်လို့တလန်းလုံးစဉ်းစားလာအခုနင်တို့ခေါ်မှာပဲငါနာမည်ကျင်ဥပဲလို့တတိယလဲနင်တို့ကျေးဇူးတင်တာတဲ့အခုလည်းပဲနားထောင်ရင်နဲ့အင်းရောက်ရင်လည်းဘာဟောမှမသိဘူးတရားလည်းမှတ်ဟုတ်လားကိုယ်နာမည်တော့တစ်ခါမေ့သွားတာဟုတ်လားအဲ့တော့ပြိစိတ်ပေါ်မှာတတိကင်းသွားတဲ့အခါကျတော့မေ့မသွားဘူးလားလို့ပဲစိတ်ကတွေးမယ်ကြံမယ်စဉ်းစားမယ်စိတ်ကိုရင်မယ်တရားနာတဲ့နေရာဟောဒီစိတ်ဟောဒီယုတ်တရားကနာပဲနာညတော့လဲစိတ်ဆိုတဲ့နံတရားလေးကအင်းကိုအချင်းချင်းပြန်ပြီးတော့ပကံနေသိမ့်နေမယ်မိဂန်တစ်တာဖွင့်လိုက်ပိတ်လိုက်လုံနေမယ်တခါကြီးတွေသားတွေသမီးတွေပြန်မရောက်လားဆိုတာစဉ်းစားနေလိမ့်မယ်ဒီတော့စိတ်ကအဲ့ဒီမှာရောက်နေတယ်ရုပ်ကဒီမှာရှိနေတယ်ဆိုတော့ပြိဿရေဟိုဘက်လည်းမရောက်ဒီဘက်လည်းမရောက်ခြားထဲမှာဇောကန့်လန့်ဖြစ်မနေဘူးလားဒါကြောင့်ပြောချင်တာကစိတ်ကိုလည်းလွတ်မထားနဲ့စိတ်ကတွေးရင်တွေးနေတဲ့စိတ်ကလေးတွေးမှန်းသိအောင်မှတ်ပါစိတ်ကူးရင်လည်းစိတ်ကူးရင်မှန်းသိအောင်မှတ်ပါကြံရင်ကြံမှန်းသိအောင်လိုက်ပြီးတော့မှတ်ပါဘာဖြစ်လို့လဲစိတ်ဆိုတဲ့သဘောဟာလည်းမမြဲဘူးဆိုတဲ့အနိစ္စသဘောဟာပြိဿရေအဲ့ဒီစိတ်မှာပဲပြန်မှတ်မှမမြဲတဲ့သဘောကထင်ရှားတွေ့တာဟုတ်လားဟဲ့ယုံလည်းမမြဲဘူးဟဲ့နာလည်းမမြဲဘူးဆိုတာပြိဿရေသူများပြောတိုင်းနားထောင်နေစရာလိုသလားမမြဲဘူးဆိုတဲ့ယုံနဲ့နာရဲ့အကြောင်းကိုယ်တိုင်မှတ်လိုက်တာနဲ့ကာယ ानु ပတနာနဲ့စိတ် ानु ပတနာတတိပဋ္ဌာန်နှစ်ပါးပြီးမသွားဘူးလားပြီးသွားတယ်ဒီတိုင်းပဲကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်လိုက်စမ်းပါစိတ်အမူအရာတွေးတိုင်းကြံတိုင်းမှာကောင်းစွာသိအောင်မှတ်လိုက်စမ်းပါဒါဆိုရင်ကိုယ်ကိုမှတ်တော့စိတ်ကိုမှတ်လို့ရပါမလားစိတ်ကိုမှတ်တော့ကိုယ်ကိုမှတ်လို့ရပါမလားဘာမှမကြောက်နဲ့ကျွတ်တို့မြတ်စွာဘုရားဟဲ့ကောင်မင်းဘာမှမပြောနဲ့ကိုယ်ပဲမှတ်စိတ်ကိုမမှတ်နဲ့စိတ်ကိုပဲမှတ်ကိုယ်မမှတ်နဲ့လို့ဆုံးမခိုင်းဘူးမင်းစိတ်ထဲမှာထင်ရှားတာကိုပဲမှတ်စမ်းပါတဲ့ပြိဿရေဘာကိုမှတ်ခိုင်းလဲရုပ်ထင်ရှားရင်ရုပ်ကိုမှတ်ပါစိတ်ထင်ရှားတော့စိတ်မှတ်ပါအဲ့ဒီရုပ်နဲ့စိတ်ကိုပြောနေရင်ကနေပြီးတော့ဘုန်းကြီးမလာရင်စောင့်ရတာကနာယီဝက်ဘုန်းကြီးလာတော့ဟောလိုက်တာကအခု45မိနစ်ရှိပြီဆိုတော့တနာယီကျော်ပြီစောစောကနေရတဲ့အရသာနဲ့ထိုင်ရတဲ့အရသာနဲ့အခုအရသာတူသေးလားတူပါဘူးဗျာဘာဖြစ်လားညောင်းလာပါပြီကြိုက်လာပါပြီအောက်ကပေါင်းကကြိုက်တာတစ်မျိုးအရှင်ဘုရားမော့ကြည့်လို့ဆက်ညောင်းတာကတစ်မျိုးဟုတ်လားအဲ့တော့ပြိဿရေဝေဒနာတွေကတတ္တိတွေပြမလာဘူးလားပမှန်လေးပြောကြည့်အဲ့ဒီဝေဒနာတွေတတ္တိပြလာတာကအခုမှတဏှာကြီးကြော်ကြော်လေးပဲထိုင်ရသေးတာမှန်လားမှားလားဒါဆိုရင်ဟောဒီပလင်ဘောကကိုတော်ကြီးကိုခဏဖယ်လိုက်ဒီပေါ်မှာ TV ကြီးတင်ကိုရီးယားကလီယောင်ကြီးလေးတို့ကိုတင်ကြည့်စမ်းပါစက်ညောင်းပါမလားပေါင်ကြိုက်ပါမလားအကယ်၍မီးလေးများပြတ်သွားရင်ပါဇက်ကဘယ်နဲ့ပြောမလဲဘယ်နဲ့ပြောမလဲ
မလေးတော့ဟာလားမပြောတော့ဘူးကိုကကိုသိတယ်ဟာလားအဲ့တော့ပြိဿရေအခုဝေဒနာဟာတဏှာကြီးကျော်လေးနဲ့တတ္တိပြလာပြီဆိုတော့အဲ့ဒီဝေဒနာတဏှာကြီးကျော်နဲ့တတ္တိပြတာတရားမှတ်တာမဟုတ်သေးဘူးတရားနာတာပဲရှိသေးတယ်တရားနာတာတော့ပြိဿရေနာတဲ့အာယုန်လေးတစ်ခုပေါ်စူးစိုက်လိုက်တာနဲ့ဝေဒနာရဲ့ပူတာအေးတာနာတာကျင်တာထုံတာတောက်တာတင်းတာတွေသိလာပြီဆိုရင်ဒုပရိသတရားထိုင်ရင်15မိနစ်ထဲနဲ့သိတယ်ဘာဖြစ်လို့သိတာလဲဘာဖြစ်လို့သိတာရှုမှတ်လို့တတိနဲ့မှတ်လို့သိတာပေါ့ဟုတ်လားစောစောတုန်းကလည်းရုပ်တရားကြီးနဲ့ TV ကြည့်တယ်အိမ်မှာဇကာ2ကား3ကားကြည့်တယ်ညောင်းတယ်လို့ညီးတယ်လို့ရှိသလားကြိုက်တယ်လို့ညီးတယ်လို့ရှိသလားတချို့များအာဩဘောကောင်းတယ်မင်းသားမသိသေးဘူးဟုတ်လားသူတို့ကကျိုးငုံနေပြီကျိုးပွိုင်းနေဟုတ်လားအဲ့တော့ပြိဿကြီးဒီမှာအာယုန်တွေကဖန်ဆားထားတဲ့အခါကျတော့ခန္ဓာကိုယ်ကတော့ဒီခန္ဓာကိုယ်နဲ့ပဲကြည်တာပဲဝေဒနာတွေလာရဲ့လားမလာတာမဟုတ်ဘူးဝေဒနာလာတယ်ဝေဒနာကိုမသိတာဟုတ်တယ်မဟုတ်လားတတိယဘယ်ကိုရောက်နေလဲတတိယဘယ်ကိုရောက်နေဟဲဒီကားမှဝါလာတယ်နော်မလေးဟဲဟိုကားနဲ့မတူဒီကားကြီးကတမျိုးကြီးပဲဟလားသပင်းကြီးကဟဲဘာလို့ဒီလိုလုပ်တာလဲမသိဘူးအရင်လေးကလှရတဲ့နဲ့ဟလားလေတံမျိုးစုံကြားရတယ်ဟုတ်လားအဲ့တော့ပြိဿကြီးအဲ့ဒီအာယုန်တွေကဖန်ဆားနေတဲ့အခါကျတော့တတိယဘယ်မှာရှိနေလဲကိုယ်ပေါင်းကြီးကြိုက်တာမပြောနဲ့ကျိုးပဲ့သွားရင်တော့သိလိုက်မှာမဟုတ်ဘူးဟုတ်လားမင်းသမီးနဲ့မင်းသားကအာယုန်လေးနဲ့ခေါ်ထားတော့အဲ့ဒီနေရာကမခွာနိုင်အဲ့တော့ဝေဒနာဆိုတာလေပြိဿကြီးတတိမကတ်တော့သိရလားတတိကတ်လိုက်တော့အခု15မိနစ်မိနစ်20နာရီဝက်တနာရီလောက်ဖြစ်လာတော့ညောင်းတာကြိုက်တာတွေဘုရားဒီဘက်တွေကံမလာဘူးလားအဲ့ဒါပဲပြိဿကြီးဒါကြောင့်စိတ်ထင်ရှားတော့စိတ်ကိုမတ်ပါရုပ်ထင်ရှားတော့ရုပ်ကိုမတ်ပါအဲ့ဒီစိတ်တွေရုပ်တွေဘလောက်ပင်စိတ်ကူးရင်ပါစေဘလောက်ပင်တောင့်တင်းလို့ထားပါစေဝေဒနာပူရာအေဒာနာတာကျင်တာကြိုက်တာခဲတာတွေနှိမ့်ဆက်လာပြီဆိုရင်ပြိဿကြီးစိတ်ကူးရင်နိုင်သေးလားဟောကိုမူရာကြီးကပြိဿကြီးဘလောက်ပဲခါကြီးဟိုဘက်လှဲ့လှဲ့ဒီဘက်လှဲ့လှဲ့ဝေဒနာကတော့ပြန်မလာဘူးလားအဲ့တော့ဝေဒနာတက်လာတဲ့အချိန်ခန္ဓာကိုယ်ပဲမှတ်ပါစိတ်ကိုယ်ပဲမှတ်ပါလို့ဇွတ်ခိုင်းထားရင်ကျင့်တတ်စရာကောင်းမှာမလားမကောင်းဘူးဘုရားခိုင်းတယ်မခိုင်းဘူးဒါကြောင့်ဝေဒနာတွေနှိမ့်ဆက်လာလို့ပင်ပန်းလာရင်ဆင်းရဲလာရင်ဝေဒနာအနှိမ့်စာအဲ့ဒီဝေဒနာလည်းမမြဲဘူးဆိုတာကိုသိအောင်မင်းတို့တွေပူရာကိုပူမှန်းသိအောင်အေးတာကိုအေးမှန်းသိအောင်နာတာကိုနာမှန်းသိအောင်ကျင်တာကိုကျင်မှန်းသိအောင်ဝေဒနာပေါ်မှာစူးစူးဆိုင်ဆိုင်နဲ့မှတ်ပါအဲ့ဒါဝေဒနာနုပတနာတတိပဋ္ဌာန်ခတ်သလားဝေဒနာကိုဝေဒနာမှမသိတဲ့အခါကျတော့ပြိဿကြီးကိုတယောက်တည်းခံစားနေရတယ်လို့မထင်ဘူးလားခန္ဓာရှိတော့ဝေဒနာရှိတယ်ပြိဿကြီးဝေဒနာကမပေါ်သေးလို့မဟုတ်ဘူးဝေဒနာကပေါ်နေတာတတိကမထားသေးလို့မတွေ့တာဟုတ်တယ်မို့လားပြီးတော့ဝေဒနာပေါ်ဝေဒနာထင်ရှားဝေဒနာခံစားနေရတော့ဝေဒနာမှတ်ပါဆိုတော့တတိပဋ္ဌာန်ဘယ်နှပါးပြီးသွားပြီ3ပါးဒါဆိုရင်နံပါတ်4ကသဘာဝဓမ္မအရှိတရားတွေကိုသဘာဝအတိုင်းမှတ်ပါတဲ့ပြိဿမျက်စိရှိတော့မမြင်ဘူးလားနားရှိတော့ကဲမျက်စိကန်းနေမယ်နားပဲကောင်းတယ်ဆိုရင်ပြိဿကြီးနားမြင်နိုင်သလားမြင်နိုင်ပါဘူးပြောသဘာဝမှာမျက်စိသည်ဘာသဘောရှိနေနားသည်နှာခေါင်းသည်ဒါပဲသူ့သဘာဝအတိုင်းရှိနေတာကြီးကိုပြိဿကြီးမျက်စိနဲ့မြင်တဲ့အရာကိုမြင်တယ်လို့မှတ်လိုက်စမ်းပါမြင်တတ်တဲ့မျက်စိပါရှိလာတဲ့အတွက်ကြောင့်မြင်စရာရုပ်ဝတ္ထုကောင်းတာမကောင်းတာအကုန်လုံးကိုမြင်တယ်ကြားတဲ့နားပါလာတော့အတန်ကောင်းတာမကောင်းတာကြားမနေဘူးလားပြီးတော့ပြိဿကြီးမြင်တာကိုကြားတယ်လို့မှတ်လို့ရပါမလားကြားတာကိုမြင်တယ်မှတ်လို့ရပါမလားသဘာဝဟုတ်ပါအောင်မလားပြီးတော့သူ့သဘာဝအတိုင်းမြင်တတ်တဲ့သဘောကိုမြင်တယ်ပဲမှတ်ကြားတတ်တဲ့သဘောကိုကြားတယ်ပဲမှတ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအပေါ်မှာလောဘဖြစ်ပါအောင်မလားဒေါသဖြစ်ပါအောင်မလားအခုမြင်တဲ့အပေါ်မှာပြိဿမြင်တယ်မှတ်ရဲ့လားမြင်တယ်ပြိဿရဲ့မှတ်တော့မှတ်တယ်မြင်တယ်မြင်တာဘယ်ပြိဿငါမမြင်တော့ဘယ်ပြိဿဟုတ်လားမြင်ပြီးတဲ့အခါကျတော့ပြိဿရဲ့ရိုးရိုးလေးနဲ့ပြီးသွားလားဘာဖြစ်လာလဲဟဲဟလာဒကမလေးဒကမကြီးတွေဟဲအယမ်းမိုက်တာပဲဟလာဒကာကြီးတွေဆိုဒကာလေးဆိုကွာဟလာဟောပြိဿမြင်တဲ့အာယုံပေါ်မှာဘာတွေဖြစ်လာလဲ
လူချင်းတတ်မှတ်တဲ့လောဘတွေဖြစ်လာပြီအဲ့ဒီလောဘတွေရောက်လာရင်ပြိဿရဲ့ညင်နွမ်းသလားဖြူစင်သလားပူလောင်သလားအေးချမ်းသလားရတဲ့နာမရတဲ့နာဖြစ်တဲ့နာမဖြစ်တဲ့နာဘာမှမစင်စားတော့ဘူးပြိဿရဲ့ကိုယ်အိမ်ဘေးမှာကိုယ်အိမ်ပေါ်မှာရှိနေတဲ့ကိုယ်တကာကြီးတွေကိုမှအာမနာအမလီရှင်တဲ့သားလေးကျမဒိုက်တာရင်နဲ့လဲလို့ရလဲလိုက်ရှင်တယ်ဟုတ်လားရှင်သားတော်အစ်စ်ပေးလိုက်အောင်မယ်ဆိုတာလည်းကြားဘူးတယ်ဟမ်အဲ့တော့အမလီသားကြီးမြင်တဲ့အပေါ်မှာလောဘတက်ပြီဆိုတဲ့ဟိုအောင်အဲ့ဒီလိုပြောမှတော့ကျင်တတ်ပါမလားမကျင်တတ်တော့ဘာပြောအေးငါလည်းပဲနင်းတဲ့သားလဲလို့ရရင်ငါအွန်စောကိုနင်းတို့သားမိတွေအကုန်ထိပ်ပြီးတယ်တယောက်တည်းငါခေါ်ထားမှာပြဿနာတွေမစဘူးလားအဲ့ဒါပဲပြိဿရဲ့မြင်တဲ့သဘာဝကမြင်နေတာကိုမြင်တဲ့သဘာဝအတိုင်းမမှတ်တဲ့အခါကျတော့ပြဿနာတွေမပေါ်ဘူးလားဒါပဲပြိဿရဲ့ဒါကြောင့်ကိုယ်အမူအရာပေါ်မှာလောဘဒေါသမောဟတွေကွာနိုင်ဖို့စိတ်အပေါ်မှာလောဘဒေါသမောဟမာနတွေကွာနိုင်ဖို့ဝေဒနာပေါ်မှာသဘာဝဓမ္မရဲ့အပေါ်မှာလောဘဒေါသမောဟမာနတွေကွာနိုင်ဖို့ဆိုရင်တော့အနိစ္စမမြဲဘူးဆိုတာကိုတတိပဋ္ဌာန်ကပြနေတယ်ဒုက္ခဆင်းရဲခြင်းပဲဆိုတာတတိပဋ္ဌာန်ကပြနေတယ်ငါမပိုင်မှုအနတ္တသဘောဆိုတာတတိပဋ္ဌာန်ကပြနေတယ်ပြမနေဘူးလားအဲ့ဒီတတိပဋ္ဌာန်ကပြတဲ့အတိုင်းတကယ်လက်တွေ့ကြကြရှုမှတ်သုံးသပ်လိုက်တဲ့အခါကျတော့လောဘဒေါသမောဟမာနတတ်တာမသွားဘူးလားတတ်တာတာဘောပြိဿကြီးတတ်တာတာဘောဆိုတာကကိုအာရပါရပြောခြင်းကိုအာရပါရကျင့်သုံးတာအဲ့ဒါပြောလို့အလွန်ကောင်းဟုတ်လားအခုတော့ကိုကျင့်သုံးတာနဲထားတော့သူများပြောတာနားထောင်မနေရဘူးလားနားထောင်နေကိုရောလို့ရင်မရဘူးလားရတယ်ဒါကြောင့်အာလုံးသောဒုဒကာဓမ္မပေါင်းသူတော်ကောင်းတွေနေ့စဉ်ကြုံတွေ့နေရတဲ့လောဘဒေါသမောဟမာနဆိုတဲ့ညင်နွမ်းကြောင့်ကိလေသာတရားဆိုတွေကိုဟောဒီနှလုံးသားတွေကမြားရာကနေရာကပါရာကခြုံငိမ့်နေနေဆိုရင်တော့ဘယ်စီမှရှာမနေနဲ့တတိပဋ္ဌာန်တရား၄ပါးကိုကြကြနနရှုပွားစမ်းပါဟုတ်တယ်မလားကြကြနနရှုပွားလိုက်တာအခုအချိန်လေးမှာပစ္စခအချိန်လေးမှာတခုပဲပြောလိုက်မယ်ပြိဿကြီးအခုဝေဒနာတက်နေလိမ့်မယ်ကိုယ်ဝေဒနာနဲ့ကိုမတက်ဘူးလားတက်နေတဲ့ဝေဒနာစီစိတ်ကိုရောက်အောင်ပို့ဒူးကကြိုက်တယ်ဆိုရင်ကြိုက်နေတဲ့ဒူးစီစိတ်ကိုပို့ကြိုက်တယ်မှတ်ကြည့်ပြိဿကြီးဘာဖြစ်လို့ကြိုက်တာကြီးအရှင်ဘုရားကြိုက်တယ်မှတ်နေရတယ်ကြိုက်နေပါတယ်ဆိုကြိုက်တာမှတ်ခိုင်းနေရတယ်ဆိုကြိုက်တဲ့ဝေဒနာလဲဝေဒနာအနိစ္စမမြဲဘူးပိုလာတာလဲသိလိမ့်မယ်ရော့ကျသွားတာလဲသိလိမ့်မယ်သူ့ရဲ့ကြီးမားတဲ့ဝေဒနာတွေ့လာတဲ့အတွက်အဲ့ဒီဘက်အာယုံရောက်သွားတဲ့အခါဝေဒနာကြီးပျောက်သွားတာလဲတွေ့လိမ့်မယ်ဟုတ်လားဝေဒနာအနိစ္စအဲ့ဒီမှာတွေ့လိုက်ပြီဆိုတာနဲ့တပြိုင်နက်တည်းဝေဒနာကိုဖြစ်စေတဲ့ခန္ဓာပေါ်မှာတက်မှတ်နေတဲ့လောဘတဏှာတွေဟာပြိဿနည်းမလားများမလားနေတယ်ဒါကြောင့်တောကဖြည့်စေလူတွေဟာတောကတွေဝိုင်းအောင်လာပြီဆိုရင်တော်တော်များများကတရားဘက်ကိုအာယုံပြုတာများသလားဖရာဘက်ကိုသွားတာများလားဘယ်ဘက်ကိုသွားလဲဖရာဘက်ကိုသွားတော့ရောပြိဿရေဖရာကိုတဲ့ဖူးဖို့သွားတာလားဂျိုတိုင်းကိုရေလောင်းဖို့သွားတာလားဒါအမှန်တိုင်းပြောတာပါပြိဿဟုတ်လားမဟုတ်ဘူးလားအောင်မလေးဂျိုတိုင်းကိုရေလောင်းဖို့သွားလိုက်တာဟိုမှာကိုယ့်ရှိတန်းစီနေတဲ့ကိုယ့်ရဲ့မိုက်တဲ့ပုံကိုယ်တွေကအများကြီးရှိသေးတယ်ဟုတ်လားခါရဲလောင်းနေလိုက်တာဟိုစူပေးတဲ့လူကလည်းတဒန်းကြီးစူပေးတယ်သဘာဝအတိုင်းလေးပဲစဉ်းစားကြည့်မြတ်စွာဘုရားကိုတောက်တော်ရေချမ်းတန်တန်လေးတစ်ခွက်ကပ်ပြီးတော့အိမ်မှာနဲ့ဆူတောင်းရင်ရောမရဘူးလားဖះမှာသွားပြီးတော့ဂျိုတိုင်းဖះကိုရေလောင်းလို့ကိုလည်းပဲအေးရမယ်ဆိုလို့တော့ပြိဿကျောင်းကဖះကြီးရေထဲကိုစိတ်ထားမှာဟာလားကဲပြိဿအေးနိုင်မှာမလားသဘာဝလွန်ကဲတဲ့အရာတွေနဲ့တောကမဖြေပါနဲ့ပြေပါမလားအဖြေမတက်လို့အဲ့ဒီမှာဂျိုတိုင်းကိုတခါနဲ့ရေဒီလောင်းတော့လောင်းပြီးလည်းပြီးတော့အမကြီး450ကျတယ်45ခွက်ဆိုမနစ်တော့ဈေးကြီးတာပါလား300ပါဆိုမှဘယ်လိုလုပ်ပြန်မလဲဟုတ်လားအဲ့မှာဖိုက်ကြရောကဲတောကပိုဖြစ်သွားသလားကျတောကပြေသွားသလားစဉ်းစားတော့ပြိဿရေဒါကြောင့်တောကဖြေဈေးဆိုတာဖះပေးခဲ့တာလွန်ခဲ့သောနှစ်ပေါင်း2500ကျော်တည်းကမရှိဘူးလားသို့တော့သုံးသလားမသုံးဘူးဟုတ်လားတောကတွေကြုံလာပြီလောဘဒေါသမောဟတွေနှိမ့်ဆက်လာပြီဆိုရင်လူတော်တော်များများရဲ့စိတ်ထဲမှာတရားကိုဆင်ញင်ဖို့ဒုတိယနေရာဖះကိုအရင်ရောက်အောင်သွားမယ်ဘေးရင်မိပြီးသားဆိုရင်ရရတန်းပြီးတော့ခြေမယ်ဘေးရင်မမိရသေးရင်ဘေးရင်ဆရာကိုအရင်သွားပြီးတော့ရှာမယ်ဟုတ်လားဒီနေ့ပဲကျုပ်ကအမေရိကကျုပ်နဲ့ပတ်သက်တဲ့ဒကမတယောက်ပါပဲဘ
ဘုံဘုံရေးတဲ့နည်းနည်းပါးပါးမတွက်တဲ့မချက်တဲ့ဘူးလားတဲ့ဒီကလည်းအမြင်ကက်ကက်ရှိရတယ်ဒေါ်လာဘယ်လောက်ပို့မလို့လဲလို့ဟာလားသိသားပဲ तू ပြောတော့မယ်ဆိုမဟုတ်ပါဘူးတပည့်ကဒေါ်လာမဟုတ်တပည့်တော့နည်းနည်းတွက်ချင်လို့တဲ့ဟာလားကဲနည်းနည်းတွက်ချင်တာဘာကိစ္စတွက်ချင်တာတော့ပြောလို့လူမှုရေးပေါ့ဗျာမတက်နိုင်တော့ပြိဿကြီးအတဲပြောလိုက်တယ်ယောက်ျားယူခြင်းပြီလားလို့ဟုတ်တယ်ဘုံဘုံကသိနေတယ်နော်တဲ့အမှန်နင်းတယ်အထင်ကြီးနေဟုတ်လားသူတို့မေးပြီဆိုထားကြောင်မင်းတာသိနေတာဗောလို့ငါအကုန်လုံးသိပြီးသားအဲ့ဒါဆိုရင်ပြိဿဖုံဖုံကောင်းလားမကောင်းလားကြည့်ပေးပါအောင်လို့ဟိုးနင်းနဲ့ကြိုက်ပြီးသားမကောင်းပြောတော့ငါငဲကြီးဦးမကောင်းတယ်ချတာချတော့လို့အဲ့တော့ပြိဿကြီး तू ကကောင်းလို့ကြိုက်လို့ပဲလက်ထပ်ဖို့တော့စီစဉ်မိမှာကို့လားဘေဒင်မေးမယ်ဆိုကိုလည်းဘေဒင်လည်းတက်တာလည်းမတက်လည်းခေါ်မယ်ဘုန်းကြီးမှာအဲ့တော့မထူးနင်ကြိုက်နေမလားကြိုက်နေပြီကြိုက်နေမှတော့ဘာဘေဒင်မေးစရာလိုသေးတယ်လို့ဟုတ်တယ်မလားအဲ့တော့ပြိဿကြီးတော်တော်များများထင်ရတယ်လို့ချင်ရလို့ပြီးမှဘေဒင်ဆရာကြီးတော့ဘေဒင်ဆရာလည်းဆရာသိတယ်ဒါဆရာသိနေပြီသားဟုတ်လားဆရာသိနေပြီသားပြောရမှာပေါ့ဆိုပြောထည့်လိုက်တာပြိဿကြီး तू ပြောတာပဲပြန်ပြောလိုက်တာမှန်တာပေါ့ဟုတ်လားကျုပ်ဘုန်းကြီးတော့မှန်ချမှန်နေတာဟုတ်လားအဲ့တော့ပြောကျင်တာကပြိဿကြီးတောကပြေစေးတောကဖြည့်စေးကဘယ်မှာရှာကြလဲဘယ်ဘုရားမှာအများဆုံးလဲရွှေဘုံမွဲ့ဇေဒီဆိုရင်လည်းပဲတောကပြေစေးရောက်နေတဲ့နေရာတွေအများကြီးပါပဲရွှေတကုံဇေဒီတော်မြတ်ကြီးမှာလည်းပဲတောကဖြည့်စေးရောက်နေတဲ့နေရာအများကြီးပါပဲအဲ့ဒီနေရာကြတော့3000ဆိုလဲအကုန်ခံတယ်5000ဆိုလဲအကုန်ခံတယ်တရားဝဲကြတော့300လှူဖို့တော့မှလက်တွေတုံနေတတ်တယ်ဟုတ်လား